San Eva Sanatorium ဆိုတဲ့ဆေးရုံကြီးကို1900ခုနှစ်အစောပိုင်းတွေမှာအမေရိကန်နိုင်ငံ North Dakota ပြည်နယ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီနောက်နှစ်ငယ်မှာတော့စိတ်သက်သာဆေးရုံကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဆေးရုံကြီးကဆေးတွေမှားကူပါတယ်လို့နာမည်ဆိုးတွေစတိုက်ထွက်လာခဲ့ပြီး1980ခုနှစ်မှာတော့ဆေးရုံကြီးကိုအပြီးတိုင်ပိတ်ပစ်ခဲ့ရပါတယ်။လူတစ်ထောင်ကျော်လောက်ဒီဆေးရုံကြီးထဲမှာအသက်ဆုံးပါသွားခဲ့တယ်လို့အကြံပေးသိရပါတယ်။အဲ့ထဲမှာ2001ခုနှစ်တုန်းကတက်လီကပြတ်ကျနေလို့အပေါက်ကြီးဖြစ်နေတဲ့နေရာကိုပြုတ်ကျပြီးတည်သွားခဲ့ရတဲ့အသက်18နှစ်အရွယ်ခေါင်းလေးတစ်ယောက်လည်းပါပါတယ်။နောက်ပြီးအဲ့ဒီကောင်လေးကလည်းဒီဆေးရုံကြီးထဲမှာတရေရှာနေခဲ့တာလို့သိရပါတယ်။ဒီလူမသုံးတော့တဲ့ဆေးရုံကြီးကတော်တော်လေးယွင်းပျက်စီးနေပြီဖြစ်ပြီးတော့ဆေးရုံကြီးရဲ့နေရာတိုင်းကိုတောင်မှရှောက်ပတ်ကြည့်လို့မရတော့ပါဘူး။ Iron လို့ခေါ်တဲ့နာမည်ကြီးပရာလောကတရေရှာတဲ့ YouTuber တယောက်ဟာတကယ်ပဲတရေရှိလားဆိုတဲ့တက်တည်ရဖို့အတွက်ဒီဆေးရုံကြီးတဲ့တကူတော်ထွက်လာခဲ့ပါတယ်။ဆေးရုံကြီးကိုရောက်တော့အတော်ညံ့နေပြီဖြစ်ပြီးစဝင်ကလေးကဒူးစမ်းတာတွေစပြီးတော့ကြုံရပါတော့တယ်။ What's that sound? Okay, those were footsteps. Oh, shit. Damn, these stairs. Iron ကတောက်ဖက်နဲ့တန်နေကြောင်းအတော်လေးတော့လန်သွားခဲ့ပြီမယ်လို့စိတ်ထင်းပြီးတော့သာဆက်ရှာခဲ့ပါတယ်။ Okay, as creepy as that was, I did feel a gust of wind when that happened, and I'm pretty sure that's what it was. See, look at that. See? Holy shit. Still creepy as hell. တကားကသူ့လိုပွင့်လာခဲ့ပြီးမဲ့အိုင်ကတော့လေတိုက်တာလို့ပဲဆိုပါတယ်။အိမ်နောက်သူနီးနားတနေရာကနေထူးဆန်းတဲ့အတန်တွေစချားလာခဲ့ရပြီးသူသွားရှာကြည့်တော့ထူးဆန်းတဲ့အရာတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ Hello? Whoa, what was that? Dude, I think I just saw something. Could you appear like that again? Oh my god, dude, it is cold over here. Oh my god, it just went into that room! Dude, it just flew into here. What the? Oh, dude, that was crazy. I just saw you. Did you just go into this room? I need to go in there now. Dude, it literally sounded like a woman talking in here. Dude, that was so crazy. I heard that with my own ears. Ma'am? Could you speak again? I think I just heard you. Oh! Oh my god. Okay, you really spooked me there. I did not expect that.
Did you just knock on a wall? Could you knock on it again? She is communicating with me right now. အိုင်ယန်ကအခုထိမကြောက်သေးပဲစိတ်လှုပ်ရှားနေခဲ့ပြီးဝိညာဉ်တစ်ခုကသူနဲ့ဆက်သွယ်နေတယ်လို့ထင်နေခဲ့တာပါဒါပေမဲ့နောက်ထပ်သူဆက်ပြီးတွားကြည့်တဲ့အခါမှာတော့ပိုပြီးကြောက်စရာကောင်းတာတွေနဲ့ကြုံတွေ့ရပါတော့တယ် Hello? Oh my god. Oh, okay. Run towards it. Oh god. Dude. What the ကယ်ချပါအောင်ဆိုတဲ့အတန်ကြောင့်အိုင်ယန်အတော်လေးလန်သွားခဲ့ရပါတယ်နောက်ပြီးအတန်က2010ခုနှစ်လောက်တုန်းကကောင်းလေးပြုတ်ကျသွားတဲ့နေရာကနေလာနေတာပါအိုင်ယန်ကဒီလောက်နဲ့မရက်သေးပဲဆေးရုံလူသွားလမ်းနေရဲ့အခန်းတွေကိုပါလိုက်ရှာခဲ့ပါသေးတယ်အဲဒီနောက်ဓာတ်ပုံတွေစမ်းရိုက်ကြည့်တဲ့အခါမှာနောက်ထပ်ထူးဆန်းတာတွေကြုံတွေ့ခဲ့ရပါတယ် I think I might try to take pictures down this hallway. A lot of people say they see shadow figures. Basically in all areas of this place. I'm hoping to catch one in a photo. If there's anybody down this hallway, could you appear for me? What was that? It sounded like a breath. Was that you? Okay, I'm hearing noises all around me right now. Whoa, I think I got something on here. Dude, that's like a figure. Oh my god, and it's gone. Dude, I just caught something. It was by that window. Holy shit. Dude, that was crazy. I just caught like a photo. Holy crap. Are you standing by this window? Holy crap. That was so freaking cool. Could you appear again? Whoa, dude! I just got that in the freaking camera. Holy crap. ဘာမှမသိတဲ့အဖြူရောင်ရေကြီးတစ်ခုကိုဓာတ်ပုံတစ်ပုံထဲမှာရိုက်မိခဲ့ပြီးနောက်ထပ်အဲ့ဒီအရာကိုပဲဗတင်းပေါက်နားမှာကင်မရာကနေတဆင် record လုပ်မိခဲ့ပါတယ်ဒီတော့ဒီအရာတွေအတန်တွေကတကယ်ပဲဒီစေးုံကြီးထဲမှာတည်သွားခဲ့တဲ့သူတွေများဖြစ်နေမလားဒါမှမဟုတ်ဒီဗီဒီယိုကလောက်ကျန်ဖန်နေတာလားဆိုတော့ပရိသတ်ကြီးတို့ပဲစဉ်းစားကြည့်ကြပါ